ဘောလုံးချင်းညီကိုတွေနဲ့ကြီးစုသူပြည်သက်တွေအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ဆွေးနွေးသွားမယ်ခေါင်းစဉ်လေးကတော့ယနေ့ညနေမြန်မာစံတော်ချိန်6 နာရီမှာရှင်ပြိုင်ကစားမယ်အာဆင်နယ်အသင်းနဲ့ဘုံမောက်အသင်းတို့ရဲ့ပရီးမီးယားလိပွဲစဉ်သုံးသက်နေဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့အာဆင်နယ်အသင်းအားဆိုရင်တော့ဖြစ်ကျွန်တော်တို့ဒီမန်စီးတီးဆိုတဲ့ဒုတိယအဆင့်အသင်းကိုရမှတ်6မှတ်ဖြတ်ပြီးတော့အဆင့်1မှာဦးဆောင်နေပါတယ်6မှတ်ဖြတ်ထားတဲ့အတွက်ဒီရာသီမှာချန်ပီယံပြေးလမ်းကြောင်းမှာအာဆင်နယ်ကအရန်ကိုဖောင်ကောင်းနေတဲ့အသင်းတစ်သင်းဆိုတာလည်းတွေ့ရှိပြီးသားဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့ဒီအာဆင်နယ်အသင်းကဒီညနေမှာရှင်ပြိုင်ကစားမယ်ဘုံမောက်ကိုနိုင်သွားမယ်ဆိုရင်12မှတ်ဖြတ်ပြီးတော့မန်စီးတီးကိုဦးဆောင်ဖိအားပေးသွားမှာဖြစ်ပါတယ်ဘာလို့လဲဆိုရင်မန်စီးတီးကမနက်ဖြန်မှာဆိုရင်ချယ်ဆီနဲ့သူကလည်းပွဲချက်ကာလကိုရင်ဆိုင်ကစားရမှာဖြစ်ပါတယ်ချယ်ဆီကဆိုရင်လည်းသူကချန်ပီယံလိဝင်ခွင့်နဲ့အရန်ကိုကြိုးစားနေတဲ့အသင်းတစ်သင်းဖြစ်တယ်ဒါကြောင့်မို့မန်စီးတီးအနေနဲ့မလွယ်ဘူးဆိုတာကျွန်တော်တို့အားကြောင့်မို့ဒီနေ့ဘုံမောက်တင်ကိုမနိုင်အောင်ကံကစားမယ်အခြေအနေဖြစ်ပါတယ်ဟုတ်ပြီပထမဦးစွာကျွန်တော်တို့ဒီအာဆင်နယ်အသင်းနဲ့ဘုံမောက်တင်တို့ရဲ့အခြေအနေကိုဦးစွာဆွေးနွေးသွားအောင်ခင်ဗျာကျွန်တော်အာဆင်နယ်ကပထမဦးဆုံး5ပွဲမှာနောက်ဆုံး5ပွဲမှာဆိုရင်4ပွဲနိုင်1ပွဲတည်ပြီးတော့ပွဲစဉ်31မှာရမှတ်80နဲ့ပရီးမီးယားလိအဆင့်1မှာဦးဆောင်နေတယ်ဒါအာဆင်နယ်ရဲ့အခြေအနေပေါ့နော်ဘုံမောက်ဆိုရင်လည်းသူကဒီပွဲစဉ်17ပွဲကိုသူကတီပွဲတွေရဲ့လက်ရှိတွေ့ရှိရတာဖြစ်ပါတယ်ဒါကြောင့်မို့သူကဆိုလဲဒီအလဲအသင်းပေါ့နော်ခန်းစစ်မှာကြော်တဲ့အသင်းတစ်သင်းမှာတွေ့ရှိပြီးတော့ကျွန်တော်တို့အာဆင်နယ်အသင်းအနေနဲ့လုံးဝကိုခက်ခဲကစားမယ်အသင်းတစ်သင်းထဲမှာပါဝင်တာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့အာဆင်နယ်အသင်းနဲ့ဘုံမောက်အသင်းရဲ့ကစားသမားစုပွဲမှုကိုရှင်းကြည့်လိုက်အောင်ကျွန်တော်အာဆင်နယ်အသင်းဟာဆိုရင်တော့ဖြစ်အထောင်တိုက်စစ်မှာဘူကာအိုဆာကာကတော့မပါဝင်တာကိုတွေ့ရှိရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီကွင်းလင်နေနဲ့ PPRG အစည်းကမနေ့က fully training မှာကျွန်တော်တို့ပါဝင်ကစားတာကိုတွေ့ရှိရတယ်ဒါကြောင့်မို့ ODG အရန် injury ဖြစ်နေတဲ့အချိန်မှာ PPRG အစည်းပါဝင်လာတာကကျွန်တော်တို့အာဆင်နယ်အသင်းအတွက်ကွင်းလင်ကလုံးဝတအားဖြစ်ပါတယ်ဘာလို့ဆိုရင် PPRG အစည်းပါလာတဲ့ပွဲတိုင်းအားဆိုရင်ကျွန်တော်မရှုံးနိုင်တဲ့ပွဲတိုင်းများတယ်ဒါကြောင့်မို့ကျွန်တော်အရန်ကိုလိုချင်တဲ့10နဲ့14တိုက်စစ်အတွဲကိုကျွန်တော်အရင်ကလည်းအရန်ကိုလိုချင်တယ်ဒါကြောင့်မို့ဒီနေ့မှာဆိုရင်လည်းတွေးရှိရတယ်သူပါတဲ့ပွဲတိုင်းဆိုလည်းနိုင်တာကိုတွေးရှိရတာဖြစ်ပါတယ်ဟုတ်ပြီဟတ်ဒူဟတ်ပေါ့နော်ဟတ်ဒူဟတ်မှာဆိုရင်ကျွန်တော်တို့အာဆင်နယ်အသင်းကဘုံမောက်အသင်းကိုပြီးခဲ့တဲ့ဇန်နဝါရီတုန်းကအင်ကွင်းဝေးကွင်းပေါ့နော်ဝေးကွင်းမှာ2-3ဆိုတဲ့ရလန်နဲ့နိုင်ထားကိုတွေ့ရှိရတယ်ပြီးခဲ့တဲ့နှစ်တုန်းကကျတော့ကျွန်တော်တို့အာဆင်နယ်အသင်းက2ပွဲလုံးရှုံးတယ်2ပွဲလုံးရှုံးပွဲဆိုရင်အိမ်ဝင်အန်ဂရိတ်မှာဘာရှုံးတာဘယ်လောက်နဲ့ရှုံးရလဲဆိုရင် 1-2 နဲ့ကိုရှုံးသွားအဲ့လိုပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့အာဆင်နယ်အသင်းကဒီနေ့အန်ဂရိတ်မှာဆိုလည်းမနစ်ကရှုံးကြီးကိုပြန်ဆက်ရမယ်ပြန်ဆက်ပြီးတော့နိုင်ပွဲယူပြီးတော့ချန်ပီယံလမ်းကြောင်းမှာမန်စီးတီးကို12မှတ်ဖြတ်ပြီးတော့ဆက်လက်ဦးဆောင်မှုလိုပါတယ်ဟုတ်ပြီကျွန်တော်ရဲ့အဆုံးသက်ချက်ကတော့ဘယ်လိုလဲဆိုတော့ဗီတာယောဂရက်ပေါ့နော်နိုင်ငံအသင်းမှာသူခြေသွမ်းပြပြီးတော့ဂိုးတွေသွင်းခဲ့တယ်ဒီပရီးမီးယားလိငွေမှာလည်းဆက်လက်ပြီးတော့ခြေသွမ်းပြဂိုးသွင်းမလားဆိုတာဆက်လက်ပြီးတော့စောင့်ကြည့်ဖို့လိုအပ်ပါတယ်ခင်ဗျာဟုတ်ပြီညီကုန်းချုပ်အနေနဲ့ကျွန်တော်အာဆင်နယ်အသင်းနဲ့ဘုံမောက်အသင်းရဲ့ကိုခံမှန်းရလို့ကိုခံမှန်းသွားခြင်းနဲ့ကျွန်တော်အနေနဲ့ကတော့ဘယ်လောက်လဲဆိုရင်တော့အင်ကွင်းမှာ 1-0 ဒါမှမဟုတ် 2-1 ဆိုတဲ့ရလဒ်နဲ့ဘုံမောက်အသင်းကိုနိုင်သွားမယ်လို့ခံမှန်းမိပါတယ်ဒါကျွန်တော်တယောက်ရဲ့ထင်မြင်ယူဆချက်ဖြစ်ပါတယ်ကြည့်ရှုသူမိတ်ဆွေတွေဘောလုံးပြေးတဲ့နေရောကွန်မန့်မှာလိုလက်စာဝင်ရောက်ဆွေးနွေးသွားပါဦးကျွန်တော် channel လေးကိုလည်း like and subscribe လုပ်လိုက်ရင် like and subscribe လုပ်ဖို့တောင်းဆိုပေးရခင်ဗျာအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဗျာနောက်ဗီဒီယိုဆက်လက်ပြန်ဆောင် see you